အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာတော့ကျွန်တော် Thai Cultural Show ပွဲကြည့်နေနေစိတ်ဝင်စားစရာကောင်းတဲ့အရာလေးတွေကိုဒီတိုင်းလေးပဲရိုက်လာခဲ့တယ်ပေါ့နော်ထိုင်ရွာကောအခုလိုမျိုးចောင်းသူလေးတွေကဖျော်ဖြေနေတာ3 4 5ဖွဲလောက်ကိုရှိရပေါ့နော်ဒါကတော့အရင်ခေတ်တုန်းကမီးဘူးကြောင်ပေါ့နော်ထိုင်းက classic လို့ပဲပြောရမလားဟိုရှစ်ခေတ်ကမီးဘူးကြောင်ပေါ့နော်ရှင်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာနဲ့တတိယရဲပဲပေါ့နော်ငယ်ငယ်တုန်းကဆိုလို့ရှိရင်လည်းမီးဘူးကြောင်တွေကဒီအတိုင်းပဲဗျာစွန်ကြိုင်းဆိုလို့ရှိရင်ကြီးလိုက်တာနဲ့ကိုသိရပေါ့နော်ကျောင်းသားတွေကစွန်ကြိုင်းလာကောက်တယ်ဆိုလို့ရှိရင်အဲ့လိုမျိုးထမင်းကြိုင်းအဝိုင်းအောင်လေးနဲ့ပဲလာကောက်တာထိုင်းနဲ့မြန်မာယဉ်ကျေးမှုကတော်တော်များများကပုံစံတူတယ်ပေါ့နော်တရတီးခွာနေတဲ့အန်တီကမြည်ကြည့်လို့ရတယ်เนาะဆိုတော့ကျွန်တော်လည်းတရတီးစိတ်လေးတစ်စိတ်ကိုငပိလေးနဲ့တို့ပြီးတော့မှမြည်ကြည့်လိုက်တယ်ပေါ့နော်ကင်မရာထဲမှာနောက်ထပ်လက်တစ်ချောင်းရောက်လာပါတယ်လို့ကြည့်လိုက်တော့ဘေးနားမှာ foreigner သူလည်းမြည်ကျင်နေနေမှာပေါ့နော်တရတီးစားလိုက်လို့နည်းနည်းဆက်သွားလို့ဘေးနားကိုကြည့်လိုက်တော့ရေခဲချောင်းက ready ကိုရှိရပေါ့နော်အဲ့တော့ Fanta ရေခဲချောင်းစိမ့်အောင်လေးကိုစားလိုက်ပါတယ်ရေခဲချောင်းစားရင်းနဲ့ဆက်သွားကြည့်လိုက်တော့ထိုင်းချောင်းသူလေးတွေကသူတို့ထိုင်းရိုးရာမုံလုံနေတာကိုကျွန်တော်တို့တွေကဝင်ရောက်ပြီးတော့မှလေ့လာလို့ရတယ်ပေါ့နော်သူတို့တွေကအသေးစိတ်စိတ်ရှိရှိနဲ့ပြောပြပါတယ်ကျွန်တော်ကတော့တစ်ခုမြည်လိုက်တယ်ပေါ့နော်မုံမြည်ပြီးသွားတော့သူတို့ကဖြော်ရည်ထပ်တိုက်တယ်ပေါ့နော်ခွက်ကသေးနေတော့ခွက်ကြီးကလေးထည့်ပေးလို့ရလားဆိုတော့ခွက်ကြီးနဲ့ကျွန်တော်ထည့်ပေးလိုက်ပါတယ်ဒီဖြော်ရည်ရဲ့အရသာကတော်တော်လေးကိုတောက်လို့ကောင်းပါတယ်ဒါကတော့ကျွန်တော်တို့စီမှာဆိုလို့ရှိရင်မုံလေးပွေလို့ခေါ်မှာပေါ့နော်ငယ်ငယ်တုန်းကဒီမုံစားခြင်းလို့ရောင်းနေတူလာတာကိုပြေးပြီးတော့မှသွားဝယ်တာချော်လဲပြီးကျွန်တော်သွားကြိုးရတာတောင်သတိရသွားပါတယ်ကျိုးသွားပြီးတော့မှအဲ့နေရာမှာထွက်လာတဲ့သွားနဲ့ပဲဒီမုံကိုပြန်ကိုက်ပြီးတော့မှစားပါတယ်အရသာကတော့မြန်မာမုံလေးပွေနဲ့တူတူပါပဲဒါကတော့မုံအချိုတစ်မျိုးပဲပေါ့နော်ဘာလို့ခေါ်လဲတော့ကျွန်တော်လည်းမပြောတတ်ဘူးသူလုံနေတာတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းလို့ကျွန်တော်အကြအိတောင်ရက်ကြည့်နေလိုက်သေးရပေါ့နော်ကျွန်တော်မှမဟုတ်ပါဘူးနိုင်ငံသားတွေတော်တော်များများအကုန်လုံးကအခုလိုပဲရက်ကြည့်နေကြတာပြီးသွားရင်တော့မမနှစ်ယောက်ကကွင်းရလိမ့်နေတာပေါ့နော်ထိုင်းကွင်းရကျွန်တော်တို့မြန်မာကွင်းရနဲ့မတူဘဲနဲ့သူတို့ထိုင်းကွင်းရအချိုလို့ပဲပြောမလားပေါ့နော်ပစွန်ကြောက်တွေလည်းပါတယ်ငရုတ်သီးလည်းပါတယ်တံမြာဒီတွေလည်းပါတယ်အလေတေးတေးရဟာငပိလာတော့မပြောတတ်ဘူးအဲ့ဒါလေးပါပါတယ်ပေါ့နော်ဒီကွင်းရကတော့ထမင်းလေးပါလေးစားပြီးသွားရင်အချိုတဲတဲ့ဟာလို့ထင်တယ်မြန်မာကွန်းရနဲ့တော့ကွာတယ်ပေါ့နော်ဒါကတော့ရကန်းဆက်လို့ထင်တယ်ပေါ့နော်ငယ်ငယ်တုန်းကတော့ TV မှာမြင်ဘူးလားအခုကတော့ကိုယ်တိုင်ကိုကြားမြင်ရတာဆိုတော့သူလုံနေတာတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်ပပူအမှုပညာကတော့မြန်မာနဲ့တူတူပဲပေါ့နော်နောက်တစ်ခုကျွန်တော်တွေ့တာကတော့ခွန်လို့ခေါ်တဲ့မျက်နှာဖုံးတွေပေါ့နော်ကျွန်တော်အတန်ထွက်တာမှရင်မားနေလိမ့်မယ်ကိုဖာကိုထိုင်ပြီးတော့မှအယောင်တွေပါတွေခြေလို့ရတဲ့ workshop တောင်မှရှိရပေါ့နော်အမှဆရာမတွေလည်းရှိရဲသူတို့တွေကတင်ပေးတယ်ပေါ့နော်ကျွန်တော်တငယ်ချင်းနေနဲ့ရွာဘက်ကိုလိုက်သွားတယ်ဆိုလို့ရှိရင်အခုလိုမျိုးမျက်နှာဖုံးတွေဝတ်ပြီးတော့မှဇက်တော်ကားတာတွေကိုခဏခဏမြင်မှုရပေါ့နော်ဒီမျက်နှာဖုံးတွေကတကယ်ပေါ့နော်လူတက်တဲ့ site ဆိုလို့ရှိရင်တော်တော်လေးကိုကြက်သိမ်းထားစရာကောင်းပါတယ်ရာမာယနာဇက်တော်တွေကလည်းမျိုးပေါ့နော်ဒါကတော့ Naunus Garden ကအပြင်စင်အပြတာလေးပေါ့နော် Naunus Garden ကိုလာလည်လို့ရတဲ့ဟာ information မေးတာပါညာဒီမှာအသေးစိတ်မေးလို့ရတယ်နောက်တစ်ခုကတော့ shadow play ကိုရှေ့ကနေကြည့်ရတာအားမရလို့ကျွန်တော်နောက်ကနေပြီးတော့မှတည်တည်ချာလေးကိုကြည့်ခဲ့ပါတယ်ဘယ်လိုမျိုးလုပ်တယ်ဆိုတာပေါ့နော် station အကြီးဘက်ကိုရောက်သွားတော့မမကြီးတွေကပရိသတ်တွေကိုထိုင်းယူရာအကနဲ့ဖျော်ဖြေပေးနေရပါတော့ထိုင်းယူရာအကတွေကြည့်ပြီးတော့မှပြန်လာတဲ့လမ်းမှာကျောင်းသားလေးတွေကမိုက်ခဲနေတာတွေ့တော့ကျွန်တော်ဝင်ပြီးတော့မှထိုင်ကြည့်ခဲ့တယ်ပေါ့နော်သူတို့ဆိုတဲ့တခြင်းတွေကအင်္ဂလိပ်တခြင်းတွေရောထိုင်းတခြင်းတွေရောတော်တော်လေးကိုနားထောင်လို့ကောင်းတယ်ဒီမှာကတော့အတန်ဖွင့်ပြလို့မရဘူးပေါ့နော် copyright နဲ့ညှိလိမ့်မယ်ဒီကျောင်းသားလေးတွေတီးခတ်တာကိုကြည့်ပြီးတော့မှပဲကျွန်တော်ကတော့ပြန်လိုက်တယ်ပေါ့နော်ขอบคุณค่ะขอบคุณนะคะ